တော့ထုံးနဲ့ထုံနီးသူအခုဘာတွေဆက်ဖြစ်လဲဆိုတော့တစ်ဆက်တည်းပဲကျွန်တော်တို့ဒီလမ်းပိုင်းတွေမှာရှိတဲ့ gate တွေပေါ့ gate တွေကိုလက်ရှိမှာကျွန်တော်ဖြုတ်ထားတယ်ပေါ့ဗျာဖြုတ်ရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဒီတချို့သောလွှတ်တော်ကိုယ်စားလှယ်တွေကဒီတက် gate တွေရှိလို့ရဲ gate တွေရှိလို့တက် gate တွေရှိလို့ရဲ gate တွေရှိလို့ကုန်စည်နှုန်းတွေမြင့်တယ်သူတို့တွေကပြောကြတယ်ရေးကြတယ်ပေါ့ဗျာလက်ရှိခင်ဗျာဒီတောင်ကြီးဒေသမှာတောင်ကြီးအေးသားတကြောမှာပေါ့ပြီးတဲ့ရက်ကကျွန်တော်တို့အတန်ပိုင်းကွဲတာတွေရှိတယ်ကွဲရတဲ့အကြောင်းရလည်းခင်ဗျာအဲ့မှာလမ်းပေါ်မှာရှိတဲ့ရဲ gate တွေတက် gate တွေမရှိလို့အဲ့တော့သူတို့ရဲ့အကြောင်းပြချက်ကဒီမှာစစ်တပ်ရှိလို့စစ်တပ်ကိုပတ်စံဘလောက်ပေးရတယ်ရဲကိုရှိလို့ဘလောက်ပေးရတယ်ခင်ဗျားတို့ဘလောက်ပေးရမှာလဲဗျာတချို့ကချစ်လို့ပေးတာရှိတယ်တချို့ကတော့ဗျာမတော်မတရားတောင်းတာတွေရှိတယ်အဲ့တော့မတော်မတရားတောင်းတဲ့သူတွေဆိုရင်လည်းကျွန်တော်တို့တက်ဆိုင်ရာအရေးယူဖို့လိုတယ်ဂိတ်တွေကတော့ကျွန်တော်မရှိလို့မရဘူးဗျာဂိတ်တွေမရှိလို့မရဘူးဂိတ်တွေမရှိရင်ခင်ဗျာအကြမ်းဖက်အုပ်စုတွေခင်ဗျာဒီကနေခင်ဗျာတွားလို့လာလို့လှုပ်ပေးတာနဲ့အတူတူပဲလေဗျာဂိတ်တွေရှိလို့အကြမ်းဖက်သမားတွေခင်ဗျာမတက်ရလမ်းပေါ်မတက်ရတာကျွန်တော်တို့ဒီစင်ကူကနေပြီးတော့ကျွန်တော်တို့မရေယာစင်ကူတကြောပေါ့တကြောလုံးမှာခင်ဗျာဂိတ်တွေကမရှိတော့ဘူးအခြားသောနေရာမှာလည်းဂိတ်တွေမရှိတော့ဘူးအဲ့တော့ကျွန်တော်ကမေးချင်တာအဲ့တချို့သောလွှတ်တော်ကိုယ်စားလှယ်တွေဟုတ်ပြီအဲ့တော့ဂိတ်တွေမှာခင်ဗျာဒီပေါ်မှာခင်ဗျာလက်နက်ခဲယမ်းတွေဖြတ်သန်းမဲ့ဆိုခင်ဗျားတို့တောင်းဝင်ပါလားခင်ဗျားတို့လာပြီးတောင်းဝင်ပါလားတချို့အရာတွေမှာကျွန်တော်လွှတ်တော်ကိုယ်စားလှယ်ကိုယ့်အလုပ်လေးကိုလုပ်တာကောင်းတယ်တချို့ကလည်းခင်ဗျာလုံခြုံရေးဘက်ကကိုယ့်အလုပ်ကိုလုပ်ကြမှာပဲအချို့သောလွှတ်တော်ကိုယ်စားလှယ်ကဒီမှာကုန်စည်နှုန်းကြီးမြင့်တာဒီတက်ဂိတ်တွေကြောင့်ရဲဂိတ်တွေကြောင့်ဒါကတော့မမှန်ဘူးအဲ့တော့ကျွန်တော်ခင်ဗျားတို့ပြောချင်တယ်ဆိုဟုတ်ပြီခင်ဗျားတို့အသွင်ယူပြီးသွားဘယ်ဂိတ်မှာရှိတဲ့ဘသူကတော့ကားတစ်စီးကိုဘယ်လောက်တောင်းတယ်ဘယ်ဂိတ်မှာရှိတဲ့ဘသူကတော့ကျွန်တော်တို့5-1ပေါ့တရုတ်ကုန်တွေကိုသူတို့လွတ်ပေးနေတယ်ဒါဆိုအရေးယူခင်ဗျားတို့မှလွတ်တော်မှာတင်ချဒါမျိုးအားပေးတယ်လွတ်တော်မှာတင်ချဘယ်ဂိတ်မှာရှိတဲ့ဘသူဗန္ဒနာရီကဘယ်ကားနံပါတ်ကိုဘယ်ကားနံပါတ်ရှိတရားဝင်ပြည့်စုံလွတ်ပေးလိုက်တယ်ပတ်စံယူပြီးတော့ကြိတ်ပလိုက်ခင်ဗျာတိုင်းလွတ်တော်မှာအစိုးတင်ပြီးကြိတ်ပလိုက်အဲ့တော့ဘယ်မှာရှိတဲ့ကျွန်တော်တို့မိုးကုတ်ကလာတဲ့5-1ကားတွေကိုစစ်ကူးမှာရှိတဲ့ဂိတ်ကမဖမ်းဘူးဖော်တော်မှာရှိတဲ့ဂိတ်ကမဖမ်းဘူးပြီးရင်ကျွန်တော်တို့ဒီမန္တလေးနဲ့ကျွန်တော်တို့မိုးကုတ်လမ်းအစပေါ့တစ်လမ်းဂိတ်ကမဖမ်းဘူးဆိုရင်ဘယ်သူမှမဖမ်းတာလဲဘယ်ချမ်းမှာအကုန်လုံးလာရေးယူပလိုက်ဂိတ်ကတော့ဖြုတ်လို့မရဘူးဗျအဲ့တော့ဂိတ်တွေဖြုတ်ရမယ်ဆိုရင်ဂိတ်တွေဖြုတ်ပြီးဆိုနောက်လာမယ့်အကျိုးဆက်တွေကိုဒီလွတ်တော်ကိုယ်စားတောင်းပြီးမှလားခင်ဗျားတို့လာပြီးတော့ဒီဂိတ်မှာလာပြီးခင်ဗျားတို့ဒီတရားဝင်ပြည်စီခင်ဗျားတို့ဖမ်းပြီးမှလားအဲ့လိုလဲခင်ဗျားတို့မလုပ်နိုင်ဘူးအဲ့တော့လွတ်တော်ကိုယ်စားကလည်းလွတ်တော်ကိုယ်စားအလုပ်လေးလုပ်တာကောင်းတယ်ဒါအကောင်းတယ်လွတ်တော်ကိုယ်စားအလုပ်လေးလုပ်ထိန်းချောင်းဖို့လိုတယ်စွတ်ဖက်လို့တော့မကောင်းဘူးဒါကြောင့်ကျွန်တော်တို့ကဒီလက်ရှိဒီမန္တလေးကနေပြီးတော့ကျွန်တော်တို့မန္တလေးကနေစထွက်တင်လန်းကနေစထွက်ဂိတ်တွေပြန်ပြီးရှိသေးခြင်းတယ်ပတ်စံတောင်းရင်ခင်ဗျာမတော်မတရားတောင်းအရေးယူဒါလုပ်ရမယ်တို့တော့လည်းပဲဒီဂိတ်ရှိတာကခင်ဗျာဒီလမ်းကပိုလုံခြုံတယ်ဗျခင်ဗျားတို့လွတ်တော်ကိုယ်စားမဖြစ်ခင်တော့လေခင်ဗျားတို့ PDF တွေမျိုးဝင်တိုင်းတော့ခင်ဗျားတို့ဘဲဘက်ပြေးရလဲစစ်တပ်စီပဲပြေးရတာပဲစစ်တပ်စခန်းစီပဲပြေးရတာပဲဗျဒါခင်ဗျားတို့နောက်ကိုပြန်ပြီးတော့ခင်ဗျာပြန်ကြည့်ဖို့လိုတယ်ဗျအခုကျတော့ခင်ဗျားတို့ဒီစစ်တပ်ဂိတ်တွေကြောင့်ရဲဂိတ်တွေကြောင့်ခင်ဗျားတို့ကကုန်စည်နှုန်းတွေတက်ရတယ်ဒါလက်ခံစရာအကြောင်းမရှိဘူးကျွန်တော်မေးချင်တာကဒီလမ်းတွေပေါ်မှာခင်ဗျာမိုင်းကွဲသွားမယ်လက်နက်ခဲနေတဲမယ်ဆိုခင်ဗျားတို့တောင်းဝင်ပါလားခင်ဗျားတို့တောင်းလျှော့တနေကုန်ထိုင်ကြည့်နေပါလားအဲ့တော့ကိုယ့်လုပ်လေးကိုလုပ်ကြတာကောင်းတယ်ဗျဒါကြောင့်ကျွန်တော်တို့ဂိတ်တွေပြန်ပြီးတော့ကျွန်တော်တို့ရှိသေးခြင်းနဲ့လက်ရှိမှာခင်ဗျာနိုင်ငံတော်သမ္မတကြီးကဒီမန္တလေးတိုင်းမှာတရားဝင်ရွှေလုပ်ကွက်တွေနှိမ်နှင်းဖို့တနည်းအားဖြင့်နိုင်ငံလုံးမှာရှိတဲ့ကျွန်တော်တို့ရွှေတွေပေါ့ဒီတရားဝင်ရွှေတူဖို့နှိမ်နှင်းဖို့ညွှန်ကြားထားပြီးသားအဲ့တော့ကျွန်တော်မေးချင်တာကဒီတရားမဝင်ရွှေဖြစ်လာဖို့အတွက်ရွှေတူးဖို့အတွက်နံပါတ်1 73စီတွေနံပါတ်2ဓာတုပစ္စည်းတွေလိုတယ်အဲ့ဒီလူတွေအားလုံးဒီလမ်းမပဲဖြတ်မှာပဲကားလေးတွေနဲ့ခင်ဗျာအမျိုးမျိုးတွေနောက်ဘက်ကနေဖြတ်မယ်အဲ့တော့အဲ့ဒီရတယ်ဘယ်သူကဆစ်စစ်မှာလွတ်တော်ကိုယ်စားဆစ်စစ်မှာလားကျွန်တော်မေးချင်တာဘယ်သူဆစ်စစ်မှာလဲဒီလမ်းပိုင်းမှာဂိမ်းမရှိဘယ်သူကဆစ်စစ်မှာလဲမဟုတ်သေးဘူးဗျအဲ့တော့လွဲနေတယ်ဗျအဲ့ဒီမှာကျွန်တော်တို့ဒီဂိတ်တွေကပတ်စံတောင်းတယ်ဟုတ်ပြီဘယ်ဂိတ်ကဘယ်လောက်တောင်းလဲနာမည်တက်ပြီးကင်ပြလိုက်လွတ်တော်မှာတိုင်းလွတ်တော်မှာကျွန်တော်တို့အဆိုတင်လို့ရတယ်ပြည်အောင်စုမှာအဆိုတင်လို့ရတယ်အမျိုးမျိုးလုပ်လို့ရတာပဲဗျာဒါကြောင့်ကျွန်တော်တို့ကဒီဒေတာလုံခြုံရေးအတွက်ဂိတ်တွေပြန်ရှိသေးခြင်းတယ်ဂိတ်တွေမထားလို့မရဘူးဗျဂိတ်တွေရှိဖို့လိုတယ်ဒါကြောင့်ကျွန်တော်ဂိတ်တွေပြန်ဖွင့်ပေးသေးခြင်းတယ်ဒေတာကန်တွေအဲ့ဒီမှာရှိတဲ့ရွာသူရွာသားတွေကိုယ်တိုင်ကတက်ကဂိတ်တွေပြန်ဖွင့်ပေးပါလို့တောင်းလျှောက်ကျွန်တော်တို့ဒီတောင်းလျှောက်လာတယ်အဓိကဒီတက်မတော်ဂိတ်မရှိသူတို့မှလုံခြုံသူတို့မခံစားဘူးဒါကြောင့်ဂိတ်တွေပြန်ဖွင့်ပေးဖို့လိုလားနေကြတယ်အဲ့တော့ဒါကြောင့်ကျွန်တော်တို့ကပြောချင်တာကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကျွန်တော်တို့ဒီတိုင်းပြည်လွှတ်တော်ကိုယ်စားလှယ်ပေါ့နာမည်တော့မပြောလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကိုယ်လုပ်လေးကိုလုပ်တာပိုကောင်းတယ်ပူပေါင်းဆောင်မှုကပိုကောင်းတယ်အကြံပြုတာပိုကောင်းတယ်ဟုတ်ပြီမန္တလေးကဥပမာပြမန္တလေးကစထွက်တဲ့ဂိတ်တစ်လန်းဂိတ်ကတော့ဘယ်ချိန်မှာ5-1ကားအဝင်ကိုလွှတ်ပေးလိုက်တယ်ကင်ထုတ်ပလိုက်လွှတ်တော်မှာဆိုတယ်နောက်ဆုံးဗျာခင်ဗျာလွှတ်တော်ကိုယ်စားဆိုတာသူ့ရဲ့လွှတ်တော်ကိုယ်စားရုံးဖွဲ့တွေရှိတယ်ခင်ဗျာအဲ့မှာကျွန်တော်တို့စာလေးရေးလိုက်ပါဗျာဒါကျွန်တော်တို့
ဘယ်မျိုးနဲ့လွတ်တော်ကိုယ်စားလှယ်ရုံးခွဲလေးဖြစ်ပါသည်စသဖြင့်ကျွန်တော်တို့အသိမှတ်ပြုလေးကတ်လေးထုတ်ပြီးတော့အကုန်လုံးလုပ်လို့ရတာပဲလေဗျာဒီလိုမျိုးလုပ်လို့ရပါတယ်နိုင်ငံတကာမှာလည်းဒီလိုပဲလုပ်တာပါဒီမြန်မာနိုင်ငံမှာထူးလုပ်လို့ရတာမဟုတ်ပါဘူးနိုင်ငံတကာမှာလည်းဒီလိုပဲလုပ်လို့ရပါတယ်လွတ်တော်ကိုယ်စားလှယ်ကျွန်တော်တို့ပါဝါတော်ကြီးပါတယ်တိုးတော်လည်းပဲကျွန်တော်တို့ပူပေါင်းဆောင်ရွက်တဲ့အရာကပိုကောင်းပါတယ်ရှေ့ကိုပြန်ကြည့်လိုက်ပါပြီးခဲ့တဲ့ကာလတွေမှာကျွန်တော်တို့ရွာတွေမျိုးတွေတိုက်ခတ်ခံစဉ်ကာလကလက်ရှိဒီကနေ့လွတ်တော်ထဲမှာရောက်နေကြတော့လွတ်တော်ကိုယ်စားလှယ်များသည်တမတော်ရဲ့အကာအကွယ်ကိုရယူပြီးတော့မျိုးတွေကိုလုံခြုံတဲ့နေရာရွှေ့ပြောင်းခဲ့ရပါတယ်တမတော်ရဲ့ကျွန်တော်အဝန်းဝိုင်းထဲမှာနေပြီးတော့တမတော်ရဲ့အကာအကွယ်နဲ့လုတ်ကင်းတဲ့နေရာမှာနေခဲ့ကြရပါတယ်ဒါကြောင့်ကျွန်တော်တို့ကပြောချင်တာကတမတော်နဲ့ပူးပေါင်းဆောင်ရွက်ပါပူးပေါင်းဆောင်ရွက်မှာပဲတိုင်းပြည်တိုးတက်မှာပူပေါင်းမဆောင်ရွက်လို့ကတော့ခင်ဗျာဘယ်နေရာမှာတိုးတက်စရာအကြောင်းမရှိဘူးဒါအရှိတရားပဲအဲ့တော့လွတ်တော်ကိုယ်စားလှယ်နေမြေဆင်းအောင်မှဟာရဲလုံခြုံရေးလေးချပေးပါဦးတက်လုံခြုံရေးလေးချပေးပါဦးသူတို့တယောက်တည်းမသွားရဘူးကျွန်တော်ပြောချင်တာခင်ဗျာလက်ရှိခင်ဗျာအဲ့စင်ကူးတကြောတို့ခင်ဗျာတပေချင်းစသဖြင့်အဲ့တကြောပေါ့ဗျာအခြားသောနေရာတွေမှာရှိသေးတယ်တက်လုံခြုံရေးရဲလုံခြုံရေးမပါဘဲနဲ့သူဒေသဖွံ့ဖြိုးရေးသွားရဲလားလို့မေးလိုက်မသွားရဲဘူးဒါကြောင့်ပြည်သူတွေရဲ့လုံခြုံရေးကလင်းငယ်တွေစာတင်ကြောင်းဝင်ရရေးအတွက်ဒီလက်ရှိပြည်သူလူထုရဲ့တောင်းဆိုချက်ရပြည်သူလူထုကဒီကြေးရွာတွေဒီမှာဒီတက်မတော်ဂိတ်တွေပြန်ပြီးချပေးဖို့ကျွန်တော်တို့တောင်းဆိုနေကြတယ်လက်ရှိလည်းခင်ဗျာအဲ့ပြီးခဲ့တဲ့ကာလကတန်ငါတရားရှိတယ်တန်ငါတရားကိုအကြမ်းဖက်အုပ်စုတွေကကျွန်တော်ဖျက်ဆီးသွားတော့ဘေလီတရားပြန်ထိုးပေးတာလေအရင်တော့အဲ့မှာဟိုတရားရဲ့ဟိုဘက်ဒီဘက်မှာကျွန်တော်တက်ဂိတ်ရှိတယ်တက်ဂိတ်ရှိတော့ तू အဲ့တရားဖျက်ဆီးကတော့ one way ပဲသွားလို့ရတယ် one way သွားတော့ဘာဖြစ်လဲဆိုတော့ဟိုတရားအတက်စင်းကိုလုံခြုံရေးအဖွဲ့တွေကလုတ်ပေးတယ်လက်ရှိအမှခင်ဗျာဂိတ်လည်းမရှိတော့အမှကားတိုင်းကိုအရှိပဲထောက်နေရပဲလာရှင်းပေးဘယ်လွတ်တော်ကိုယ်တည်းလာရှင်းပေးမလဲကျွန်တော်မကြလာရှင်းပေးအဲ့ဒါခင်ဗျာအရေးကြီးတဲ့အရာပဲလက်ရှိအမှတန်ငါတရားမှာခင်ဗျာအဲ့မှာကားတွေကိုပိတ်နေရပဲဘယ်ဂိတ်မှလည်းမရှိဘူးကိုကိစ္စကိုရှင်းဆိုဘယ်သူကရှင်းမလဲလွတ်တော်ကိုယ်တည်းလာရှင်းပါလားသူလည်းမရှင်းနိုင်ဘူးလေဗျာဒါကြောင့်တချို့သောအရာတွေကဟိုဘလို့ကောင်းပူပေါင်းဆောင်ရွက်မှုဘလို့အားကောင်းမလဲပေါ့ပူပေါင်းဆောင်ပြီဒါကောင်းအောင်ဘလို့လုပ်မလဲဒီဘောပဲချိကတ်တဲ့အောက်ပြီး5-1ကားနဲ့လွတ်တယ်ဆိုရင်ခင်ဗျာအမှ5-1ကားနဲ့ဝင်နိုင်တဲ့လမ်းကြောင်းကနံပါတ်1မိုးကုတ်ကနေဝင်နိုင်တယ်နံပါတ်2ခင်ဗျာအဲ့မှာဟိုဘက်ကနေပြီးတော့ပြုံးလေးဘက်ကနေဝင်နိုင်တယ်အဲ့တော့အဲ့ဒီဂိတ်တွေမှာခင်ဗျာစောင့်ပြီးကန်ထုတ်ပလိုက်ပေါ့ဗျာဘယ်နံပါတ်ဘယ်ချင်းဘယ်နံပါတ်လာတယ်တိုင်းလွတ်တော့မှာအစိုးတင်ပြီးတော့ရှင်းမလိုက်လို့ရတယ်ရှင်းမလိုက်လို့ရပါတယ်ဗျာဒါတော့ကျွန်တော်တို့ဒီဗမော်ချင်းနဲ့ပတ်သက်ပြီးတော့စင်ကန်တရာချင်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတင်ပြပေးတာဖြစ်